ကဲဒီနေ့ကဒါကျွန်တော်မှာ Motorola S60 Pro ဆိုတဲ့ဖုန်းလေးเนาะဒီဖုန်းလေးကဒါကျွန်တော်တို့ကွက်ပြောက်ဖုန်းပေါ့နော်ဒီကဖုန်းတွေကိုနဲ့မတူတာလေးထူးခြားတာလေးကင်ချင်တဲ့သူတွေအတွက်ပေါ့နော်ဒါ Motorola S60 Pro လေးရမယ်ကျွန်တော်စီမှာဒီမှာဆိုလို့ရှိရင်သူ့ရဲ့ original cover လေးပါမှာပေါ့နော်သူ့ original cover လေးပါမယ် original cover လေးပါမယ်original cover ပါမယ်တဲ့ဒီ user guide တွေပြီးရင်ဒါ silicone cover အကြီးကတော့ဒါရှေ့ကတုံးထားတဲ့သူဝယ်ထားတဲ့ cover အကြီးပေါ့နော်အဲ့ဒါလေးကြီးတစ်ခုပါမယ်ပြီးရင်ဒီမှာဖုန်းကိုခဏဖယ်ထားလိုက်မယ်ပါအောင်လည်းချက်ကြည့်မယ်ကျွန်တော်တို့ okay သူရဲ့8ဒီပါပေါ့ okay သူရဲ့ဒီမှာ charger ပါမယ်ပေါ့နော် charger ကကျွန်တော်90 watt charger ပါမယ်နော်ပြီးလို့ရှိရင်ကျွန်တော်အသွင်ကြိုးလေးပါမယ်ပေါ့နော်ကြိုးကဒါသူက share ပေါ့မိုက်တယ်ကြိုး quality ကတော့ share ပဲဒါမှတော့ C2C ကြိုးပေါ့နော် C2C ကြိုးဖြစ်မယ်ဆိုတော့ဒါအသွင်ကတော့ share မြန်မယ်ပေါ့နော်90 watt နဲ့ဆိုတော့90 watt ကမှဒါ C2C ကြိုးဆိုတော့အသွင်ကတော့ share မြန်မယ်တဲ့အသွင်ကတော့ share မြန်မယ်okay ကျွန်တော်ဘာမှမရှိတော့ဆိုတော့ဖုန်းလေးကိုကြည့်လိုက်မယ်ဖုန်းကတော့နောက်က leather version ပေါ့နော်ဒါ Motorola ရဲ့ထုံးစံတိုင်းတို့ကထွက်သမျှဖုန်းတွေကတော့ဒါတို့ leather version ပဲထွက်တာဒါမှမဟုတ်တော့ဒါကလက်ရှိမှာတို့ Motorola ထဲမှာဒါအမြင့်ဆုံး F series မှာအမြင့်ဆုံးဖုန်းလို့ပြောလို့ရပါဘောနော်တော့ရှယ်တန်တယ်ပတ်လေလေးကတော့တော့69ချောပါအလုံးလေးရတော့နော်69ချောအမှန်ကတော့ 1.5K resolution နဲ့ quad display နော် fingerprint နဲ့ကလည်း4500နဲ့ဆိုတော့လုံးဝ share display ကတော့လုံးဝ share နော် RAM ကဒီကောင် RAM 256နဲ့လာမယ် RAM 256နဲ့လာမယ်အဲ့ဒါကိုမှဒီကောင် CPU က Dimensity 8350 Extreme ဆိုတော့ Snapdragon 8 Plus Gen 1အဲ့လောက်ဝင်ကျင်တော့တွားကြမှာပေါ့နော်ကင်မရာဆိုလို့ရှိရင်လည်းဒါ50 megapixel main selfie 50 megapixel နောက်ကလည်း50 megapixel otherwise 50 megapixel telecenter 10 megapixel ပေါ့နော်ဒါ resolution ကဒါ 1.5K resolution ကိုဒါ 120Hz display ကဒါ OLED ကိုမှဒါသူက quad display နော် quad display ပပလေးပြလေး quad ပေါ့နော် battery က6000ပါမယ်ဒီတော့ battery 6000 mAh ပါမယ်ဒီမှာ display ကဒီမှာသူ display ရတော့လာတယ် display ကြည့်လိုက်နော်သူ display တော်တော်လေးလာတယ် display တော်တော်လေးလာတယ် display တော်တော်လေးလာပါတယ်ရှယ်နော် display ကအလင်းနဲ့အမှောင်နဲ့တော့နှစ်မျိုးပြတာပေါ့အလင်းတစ်ခေါက်အမှောင်တစ်ခေါက်အဲ့လိုပေါ့သူ display ကြောင်းပြဘာတွေမတူတာလဲဘာတွေထူးခြားလဲဆိုတော့ဒီကောင်ကသူ့မှာသုံးမိတဲ့ display ကကျွန်တော်တို့ဒီမှာသုံးမိထားတဲ့ OLED တွေ AMOLED တွေမဟုတ်ဘူးသူက POLED ပေါ့နော်သူ display ကကျွန်တော်အရင်တော့လည်းဒါတစ်လုံးရောင်းဘူးလေပေါ့နော် POLED ကဘာလဲဆိုတော့ကျွန်တော်တို့ကဒီအပေါ်က glass အလွှာနေရာမှာသူက plastic အလွှာကိုပြောင်းပြီးတော့သုံးမိထားတာ plastic အလွှာကိုပြောင်းပြီးသုံးမိထားတော့ဘာတွေပိုကောင်းသွားလဲဆိုတော့ဒါရုပ်ထွက်ပိုင်းတွေ color ဆူတော့ပိုင်းမှာပို့ပြီးတော့ color ပိုလှတယ်ပိုကြည်တယ်ပြီးတော့ကျွန်တော်တို့ screen ဘန်းရင်ဖြစ်တာတွေကိုလည်းဒီကောင်ကခြိုက်ရောက်ကာကွယ်ပြီးတယ်ပြီးကျွန်တော်တို့ screen ပေါ်မှာချစ်ရာတွေပုံးရာတွေအတွက်ကိုလည်းဒီကောင်ကဒါပုံမှန် glass တက်ပို့ပြီးတော့အကျန်းခံတယ်ပေါ့နော်ဒါအဲ့လိုမျိုးအကျန်းခံတယ်ပေါ့နော်ရုပ်ထွက်ပိုင်းတွေပါရတော်လေးကိုလှတယ်နော် 120Hz နဲ့တော့ smooth ဖြစ်တယ်ဒီကောင်နဲ့ Google Pay တွေပါပြီးသားဆိုင်ရလုံးဆိုရင် Google Pay တွေပါပြီးသားဒီမှာကျွန်တော်ပြမယ် Google Pay တွေပါပြီးသားဒီမှာ Google Play Service မှာဖွင့်လိုက်လို့ရှိရင်ကျွန်တော် Google Pay သုံးလို့ရပြီဆိုတော့ဒီစီပဲဆိုင်လုံးဆို notification လည်းတော့မကြောက်ဘူးနော်ဒါ Dual SIM ပဲပေါ့နော် RAM 256နဲ့ဒါ battery က6000 mAh ပါမယ်နော်ပြီးရင်ကျွန်တော် wireless charger ကဒါ15 watt 15 watt ပါအောင်ပဲပေါ့နော်wireless charger က15 watt ပါအောင်မယ်တဲ့တော့ကျွန်တော်ဒီမှာရိုက်ထားတဲ့ပုံလေးကိုချက်ရှိုးလိုက်နော်ရိုက်ထားပုံလေးတော့အစွမ်းကင်မရာကတော်တော်လေးကောင်းတယ်ကင်မရာတော်တော်လေးကိုကောင်းတယ်ကင်မရာအဲ့ဆိုလို့ရှိရင်လုံးဝ 10x နဲ့ရိုက်ထားတဲ့ဟာတွေပေါ့နော်ကင်မရာတော်တော်လေးကောင်းတယ်ပြောလို့ရတယ်စပီကာကဒီကောင်ကစပီကာလည်း stereo speaker မှဒီကောင်ကဒီမှာမြင်ရလားမသိဘူး
Dolby Atmos ပို့ပြီးရနော် speaker လုံးဝ share ကျွန်တော် speaker တန်းလေးစမ်းပြပေးမယ် Hello Moto speaker တန်းလေးစမ်းပြပေးမယ် Hello Moto Hello Moto share ပဲ speaker ကလည်း share ပဲအဲ့ဒါဟိုမှာကောင် haptic လေးလည်းတော်တော်လေးမိုက်တယ်ဗျနော်သူရ haptic feedback လေးတော်တော်လေးမိုက်တယ်haptic ကိုကျွန်တော် low touch feedback ကို haptic ကိုလို့ချိန်လို့ရတယ်နော် haptic လေးလည်းတော်တော်လေးကောင်းတယ်ကင်မရာတော် display လုံးဝ full speaker ပြီးရင်ဒီမှာကျွန်တော်တို့ဒါ assign ပေးလို့ရတဲ့ pattern နော်အဆင့် key လေးပါလာပါနော်ကျွန်တော် AI မှာနော်ကျွန်တော်ဒီကောင်တော့ကိုအဲဒီမှာ AI search ရှာရတဲ့ဟာတွေပေါ့နော် Second research မှာရှားတဲ့အပိုင်းရောစာရှားတဲ့အပိုင်းတွေပေါ့နော်အကုန်လုံးအဆင်ပြေအဲဒီဒီမှာကျွန်တော်တို့တောင်းတယ် AI search လာပြီးရင်ဘယ် app ကိုကျွန်တော်သွားခြင်းလဲပေါ့နော်မထားပါတော့ကျွန်တော်ကင်မရာရွေးမယ်ဆိုကင်မရာ okay လိုက်လိုက်ရင်နှစ်ချက်နှိပ်ဖိထားလိုက်ရင်ကင်မရာကိုor single press တစ်ချက်နှိပ်ကင်မရာပိတ်ထားခြင်းမှာကျွန်တော်ကင်မရာမှာဆိုရင်တစ်ချက်နှိပ်လိုက်ကင်မရာလည်းမရပါဘူး okay ကင်မရာတစ်ချက်နှိပ်လိုက်ကင်မရာလည်းပါတယ်သူ assign ပေးရမှာကိုတူအားခြင်းနဲ့သုံးခြင်းနဲ့ app တွေကို assign ပေးလို့ရတယ်ဒါ fingerprint ကလည်း another display fingerprint နေတယ်ပေါ့နော် silicon ကောင် battery 6000ဆို battery ကလည်းရရဆက်ဆက်ခံတယ်6000ဆိုတော့ကျွန်တော်အရင်လေးမနေဘူးဗျာဖုန်းပပလေးပေါ့လေးလက်ထဲမှာကန်ချစ်လေးနဲ့ IME rating ကကောင်69ပါတယ်ဆိုတော့မိုးရေးဆိုတာဘာညာလဲတတ်ရပဲ share ချမ်းခံပဲ share သုံးလို့ကောင်းမှာပေါ့လေနော်ကျွန်တော်စီမှာဒါ12သိန်းခွဲနဲ့ရမယ်ပေါ့နော်ဘူးပစ္စည်းအစုံလေးပေါ့12သိန်းခွဲနဲ့ရမယ်ဒီ12သိန်းခွဲဝန်းကျင်မှာမတော့တခြားဟိုကျွန်တော်တို့ဒီကဖုန်းကြီးကိုမကန်ကျင်တော့ဘူးပြင်းလာတယ်မတူတဲ့ဟာထူးခြားတဲ့ဟာနည်းနည်းလေးကွဲပြားတဲ့ဟာလေးကိုကန်ကျင်တယ်ဆိုလို့ရှိရင်နော်ဒီကောင်လေးနဲ့ကောင်လေးအဆင်ပြေတယ်နော်ဒါ Android 15ပေါ့လက်ရှိမှာ Android 15နဲ့လာတယ် Android 15နဲ့လာတယ်ဒီကောင်က update က Android 15ကို update က3နှစ်ရမယ်ဆိုတော့ဒီကောင်က Android 18 ထိကျွန်တော်တို့ 18 ထိကျွန်တော်တို့ update ရမယ်ဆိုတာ AC share 3အောင်ပဲเนาะ okay ဒါလေးကိုလိုချင်တယ်ဆိုရင် Android 256ကျွန်တော်ဒီမှာ12သိန်းခွဲနဲ့ကျွန်တော်ဒီမှာဝယ်ရရှိနိုင်ပါတယ်เนาะဒါကျွန်တော်ဒီကောင်လေးဆိုတာ game ပဲဆော့မလားကျွန်တော်ရုပ်ရှင်ပဲကြည့်မလားเนาะကျွန်တော်အားခံတာကိုလိုချင်တာလားအကြမ်းခံတာကိုလိုချင်တာလားအတန်ထွက်ကောင်းတာကိုလိုချင်တာလားနော်ကင်မရာကောင်းတာလိုချင်တာလားအကုန်အဆင်ပြေမယ်ကောင်းလုံးဝ all round မှာလုံးဝ all round အဆင်ပြေမယ်နော်ဒီကောင်လေးဆိုလို့ရှိရင်ဒါ12သိန်းခွဲဝန်းကျင်မှာတော်တော်လေးကိုမိုက်တယ်ပြောလို့ရပါနော်လေဒါပတ်လေးနဲ့ဒါပြုတ်ကြတာကြီးပါအတွက်လည်းနောက်ဖုန်းကွဲမာကြီးလက်ရထင်မာကြီးလည်းပူစရာမလိုတော့နော်အကျန်းလည်းခံတယ်အစွန်းအပေလည်းခံတယ်display ရတော့လှငါအထိပွင့်နော် okay